Iti pido bhagava arahantama tambuddho Vaisa sarana tambano dukkhato loka vidhu Anuttaro purita dhamma dharati tatha deva manodhanam buddho bhagava Do bhagava doshe bhauno takeshino myabhayati Iti bhimina sakaranina Tathangaya kiletaru vadana daliyato ngwemya mangwe maye win paido Shwe saipyanti londa shin yue mimin bidu jibu goyo Aluro man budo gu kangro mudai do iye jang jang li Arahara udo guno jibshin Anchiwe magong pyama bondayao Bien lai joja tin sharo mubabidi daga Do bhagava doshe bhauno takeshino myabhayati Iti bhimina sakaranina tabinya aswamagabhin Myadinkhara vikara ni lakana pinya nibbhandahu Nga ye tiya nyiyarangu Phawpyan mashi gurorain tiro mudato ye jaung jaung li Dhamma Buddha udo guno jibshin Anchi magong pyama bondayao pyan lai joja tin sharo mubabidi daga Do bhagava doshe bhauno takeshino myabhayati Iti bhimina sakaranina Dhamma shiva namyu abhin hoda pinya nyawezati Nibbana dhamya yadu saikayam pshin amandindi Ajin sarana sangawani takwa udung piduna mudo ye jaung jaung li Vaisa sarana dhambano Vaisa sarana dhambana udo guno jibshin Anchiwe magong pyama bondayao pyan lai joja tin sharo mubabidi daga Do bhagava doshe bhauno takeshino myabhayati Iti bhimina sakaranina Dibingara tuchadani chiroyin mamangin diri bori mandai Kanwa bayao sekai parami sompi nyiliya Dongli bhava myadadai dukha sivwa chindo abhin Mai mayu maisa huga samyu dasi maganyi be Tadita mazin mabhyashin laya tabi nyando ya jaung yo yue Chwaro muge do yi jaung jaung li Dugara hudo guno jibshin Anchiwe magong pyama bondayao pyan lai joja tin sharo mubabidi daga Do bhagava doshe bhauno takeshino myabhayati Iti bhimina sakaranina Tadoka tatinkharahu loka tumbon alonsongo Ayong tin swa pai chaga phin kaung swa gong sin ti myin no mu do ye jaung jaung li Loka vidhu do gong no ji phin Anchiwe magong pyama bondayao pyan lai joja tin sharo mubabidi daga Do bhagava doshe bhauno takeshino myabhayati Iti bhimina sakaranina Soma tiyang tadawa mando Chau dan lin chau myau dan myau yue Ao ao thakong sin sin song bo Phong phong tin pi asin phi laya
ရင်ကြီးလျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလုံးငေသာနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထို့ထုတစီခေရင်ပိတိဇာတိဇရာမရဏဟုကန္နာရာကျံခရီးလမ်းမှာရွှေနမ်းမြည်ငူပြည်နေဘူးသို့နတ်လူပြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တင်တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စေရလာကောင်းငယ်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တံဘုံအတိုင်းညာမနာရဘူးကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသံတန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြီးစီးနိုင်သောဘာကမ္မဘုံတော်ကိုယ်တော်မြတ်၏စိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စုလွမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စာပဉ္ဉံကိုဝင်စားလိုကတက္ကနာချင်းပိုင်ဝင်စားနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောသောလျမသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ကိလေသာယံပေပြလံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြအပြာလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟောတိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုင်ပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစိုးခြင်းဟုသောယတဘုံတော်ရွှေမျက်နှတော်လက်ချေတော်မှာစား၍မကျွင်ပင်လုံးဝင်သည်ဗမ္မိအနိကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပင်မစွမ်းမတော်ပြည်စီရသည့်ကာမဘုံတော်တလောကလုံးညိုယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်
ဤ၆ဘောကုံဘုံတော်ဟုန်နှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဟုသောဂုဏ်တော်ကြီးဖြင့်အံ့ကြီး၍မကုံပြမဘုံတိုင်အောင်ပြန်လည်ကြောကြထင်ရှားတော်မူပါပေသည်တကားဧဝံနဝဤကုဏေလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာဒရံဧဝံနဝဤကုဏေလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာဒရံဧဝံနဝဤကုဏေဤယရဟတာသလာတိကိုပြသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေခိတ္တိဗျာပိတံသိသိတုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအတုလံသီလကောင်းနေသမာဓိနှင့်ជីវិတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုင်သုံးထိုက်တရဟုသုံးလူသိจิตမရထုထားရှင်တော်မြတ်ဗျာကိုဒီလောဣဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာဒရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒမိဂုဏ်တော်ထုံမွမ်းဘုံတော်မလျက်ချီးမွမ်းတော်မနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖယာ